တက္ကဆက်ပြည်နယ်မှာမိုးပြန်တက်စီဝန်ဆောင်မှုစတင်နိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။လျှက်စစ်ကထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Tesla အဆိုပါစီမံကိန်းကိုစီစဉ်နေရလို့လည်းသိရပါတယ်။အစီအစဉ်အရတက္ကဆက်ပြည်နယ်အတွင်းရှိ Houston, Austin, Dallas, San Antonio မြို့တွေမှာအရင်ဆုံးစမ်းသပ်တာဒါမှမဟုတ်ဝန်ဆောင်မှုစတင်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။မိုးပြန်တက်စီစနစ်ဟာရင်ကျော်ပိတ်ဆို့မှုလျှော့ချနိုင်ပြီးမြို့ကြီးတွေကြားသွာလာနိုင်ခြင်းကိုလည်းလျှော့ချပေးနိုင်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ Tesla ရဲ့ CEO Elon Musk ကမိုးပြန်တက်စီဝန်ဆောင်မှုကိုဘယ်အချိန်စတင်မယ်ဆိုတာကိုတရားဝင်ကြေညာထားခြင်းမရှိသေးတာကြောင့်အခုလက်ရှိထွက်နေတဲ့သတင်းတွေကစီမံကိန်းအစစ်ဆွေးနွေးမှုဒါမှမဟုတ်စမ်းသပ်ရေးအဆင့်မျိုးဖြစ်နိုင်တယ်လို့ဤပညာကျွမ်းကျင်သူတွေကခန့်မှန်းနေကြပါတယ်။ဒါအပြင်လေကြောင်းလုံခြုံရေးစီးမင်းများနဲ့မြို့ပြအခြေခံအဆောက်အအုံများပြင်ဆင်ရသေးတာကြောင့်အများပြည်သူအသုံးပြုနိုင်ဖို့အချိန်အနည်းငယ်လိုအပ်နိုင်တယ်လို့လည်းဤပညာကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်။ Autodyne we have